ဒီနေ့လေမိုးအေးလေးနဲ့ပူပူဆွတ်ဆွတ်လေးစားချင်တာမို့လို့ချက်သားရက်ခိုင်ချက်လိုမျိုးလေးကိုအိမ်မှာရှိတာလေးနဲ့ပဲချက်စားဖြစ်ပါတယ်ရှင်ဒီဟင်းလေးရလေးဆက်ဆက်လေးနဲ့အရန်ဟိုမှာစားကောင်းပါတယ်ရှင်အရင်ဆုံးစားစနွှင်းနဲ့ထားတဲ့ချက်သားတွေကိုကြက်သွန်ဖြူကြက်သွန်လေးနဲ့ငရုတ်သီးစိမ့်ကြိတ်ထားတာလေးကိုထည့်ပါတယ်ရှင်ပြီးရင်တော့စိမ့်စားငပိအနှဲငယ်လေးရဲ့စီလေးနည်းနည်းရဲ့ကိုထည့်ပြီးတော့တမအောင်နယ်ပေးထားပါတယ်ရှင်တေချာလေးနှက်ဆက်အောင်နေပြီးရင်တော့အယောင်လေးနည်းနည်းလှကျင်တာနဲ့ဆွနွှဲမှုန့်နည်းနည်းရဲ့အယောင်တင်မှုန့်နည်းနည်းရဲ့အရသာအတွက်ကငန်းပြရည်နဲ့ချိုးမှုန့်လေးနည်းနည်းထည့်ပြီးတော့တေချာလေးနှက်ဆက်အောင်ပြန်နေပေးပါတယ်ရှင်ပြီးရင်တော့ချက်မဲ့တဲဦးလေးကိုထည့်ပြီးတော့ရေလုံးဝမထည့်ဘဲနဲ့လုံးချက်လေးချက်ပေးပါမယ်ရှင်ဒီနေရာမှာလေးမီးလေးနဲ့တေချာလေးလုံးပေးပါတယ်ရှင်စက်သားလေးတွေလည်းအပေါ်ရန်တင်းလာပြီးစက်သွန်စိမ့်နဲ့လေးပျောက်ပြီးဆိုရင်တော့ရေနွေးလေးထည့်ပြီးတော့တဲထားပေးလို့ရပါပြီရှင်မြန်မာချက်ကိုသုံးထားလို့နိုင်ဝက်လောက်ချက်ပြီးမှအသားလေးလည်းကျက်လာပြီးဟင်းအိုးလေးလည်းပွက်လာပြီးဆိုရင်တော့ဟင်းရတာအပေါ်ငံမြည်ပြီးတော့နည်းနည်းမင်းလေးအုပ်ပြီးမိဖို့ဘဝချလို့ရပါပြီရှင်ဒီဟင်းလေးရလေးပူပူဆက်ဆက်လေးနဲ့အရန်အောင်မှစားကောင်းတာမို့အဆက်ကြိုက်တဲ့သူတွေအရန်အောင်ကြိုက်ကြမှာပါရှင်လိုက်ချက်စားကြည့်ကြပါဦးရှင်နောက်မှပြန်တွေ့ကြမယ်ဘိုင်